လုံးမဲမင်္ဂလာပါ Warren Pamish Audio မှာပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီနေ့မှာတော့ဆရာခတ်စောရေးသားထားတဲ့ခေါင်းပေါင်းမှတ်တမ်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးနေပါတယ်ဇာတ်လမ်းလေးမစတင်ပြီးကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးဗီဒီယိုတက်ပြန်သိရအောင်လို့ဘေးကနေဒီခေါင်းလောင်းလေးကိုနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခေါင်းပေါင်းမှတ်တမ်းကျိုးကြောင်းသိကျင်ကြရလားကျုပ်ကိုစိတ်ဝင်စားတယ်ပေါ့ဟုတ်ပါတယ်လေကျုပ်တစ်သက်လုံးလှုပ်လာခဲ့တဲ့လုပ်ငန်းကမတည်သေးတဲ့လူတွေအတွက်တော့စိတ်ဝင်စားစရာကောင်းပါတယ်ကျုပ်တို့ကိုကျုပ်တို့လောကသားအချင်းချင်းတော့ခေါင်းပေါင်းလို့ခေါ်လို့ရှိတဲ့ဗျခေါင်းပေါင်းဆိုတာသိတယ်မလားလူခန္ဓာကိုယ်ပေါ်ဆင်ရင်တဲ့ဝေစားရည်မှာထိတ်ဆုံးကနေတာကျုပ်တို့ကိုလည်းခေါင်းပေါင်းလို့ခေါ်တာခေါင်းဆောင်လို့ခေါ်တဲ့သဘောပဲနေပါမယ်လို့ကျုပ်တို့ထင်တယ်ခေါင်းပေါင်းဆိုတာဘယ်လိုမျိုးကြီးလဲဟုတ်လားခင်ဗျားတို့အခုဘတ်စကားဂိတ်တွေဖះဆောင်သားနေမှာတွေ့နေမြင်နေရတဲ့တောင်းရန်သူတွေကိုစောက်ရှောက်ပေးရတဲ့သူတွေပေါ့ဗျာကျုပ်တို့အလုပ်ကိုလူတီနေပါတယ်တကယ်လဲတိသူတော်တော်နေတာပါဘလို့မဟုတ်ဘူးကျုပ်တို့ကခင်ဗျားတို့ပြောသလိုဒီတောင်းစားနေတဲ့လူတွေခေါင်းကိုဖြတ်နေကြတဲ့လူတော့အတိအကျဆိုလို့မရဘူးဗျစကတိပြောရရင်တရောင်းသားချင်းချင်းဘိုလ်လူတွေခေါ်မလားခွက်လူတွေခေါ်မလားအဲ့လိုကိစ္စတွေဆိုကျုပ်တို့ရဲ့မိုက်ကုံနဲ့ပြေလည်အောင်ဖြည့်ရှင်းပေးရတယ်ကလေးငယ်ငယ်တရောင်းသားလေးတွေကိုလူကောင်ကြီးအသက်ကြီးကောင်တွေကအနိုင်မကျင့်အောင်လဲကျုပ်တို့ကကာကွယ်ပေးရသေးတယ်အဲ့နယ်မြေတစ်ခုထဲမှာရှိတဲ့တရောင်းသားရည်တက်ကိုလည်းကျုပ်တို့ကထိန်းညှိပေးရသေးတယ်ဒါမှသူစီးပွားကိုစီးပွားအဆင်ပြေမှာပေါ့ဟာဗျာဘသူကစေတနာနဲ့ဒီကိစ္စကြီးလိုက်လုပ်မတော့အဲ့ဒီအတွက်သူတို့ကကျုပ်တို့ကိုတရက်ဘလောက်ဆိုပြီးယာဂိုင်နှုန်းနဲ့ပေးရတယ်တခါတလေအပိုင်နေရအပိုင်ရက်တွေအတွက်ယာဂိုင်နှုန်းအနှိမ့်မြင့်လက်ရှိရပေါ့အပိုင်နေရဆိုတာပုံသေးလူစီကားတက်တဲ့နေရာတွေပေါ့ဥပမာမျိုးလေကောင်ဂုံတရာပေါ်တွေပလဖောင်းဘေးတွေရုပ်ရှင်ရုံဘေးတွေပေါ့အပိုင်ရက်ဆိုတာကြတော့ဥပမာရွှေတကုံဖျားပွဲရက်ဗျာနောက်လူစီကားတဲ့ပွဲတော်ပြုတ်လို့တဲ့ရက်တွေပေါ့အဲ့ဒီရက်တွေမှာလည်းဘသူကဘလူနေရာမှာဆိုတာမျိုးကျုပ်တို့ကဇရာချပေးရသေးတယ်ပေါ်တော်လုံးလို့မရဘူးဗျကိုကနေရာခွဲဖို့ပေးရတယ်ဆိုတာမိုက်ကုံတစ်ခုတည်းရှိအောင်လည်းမရဘူးတမလည်းရှိဖို့လိုတယ်ကိုဘောသူတို့ရဲ့လေးစားမှုမရောဘူးလည်းလိုတယ်ဒီတော့တရားမျှတရမယ်အောင်မဲခမရရေသလားမရေနဲ့ဗျဒီလောကမှာကျုပ်ရက်တည်ခဲ့တာ1989ခုနှစ်ကတည်းကနေ2010လောက်ထိပဲနှစ်ပေါင်း20ကျော်တော့ကိုစေရပြောရရင်1990ကျော်ကနေ2000ခုနှစ်လောက်အထိကကျုပ်တို့ရဲ့ရွှေခက်ပဲဟုတ်တယ်ခမရပြောသလိုပဲကျုပ်တို့ကနောက်ွယ်ကလက်မဲကြီးတွေပေါ့ဗျာနောက်ွယ်ကဆိုပေမဲ့တစ်ခါရှစ်ထွက်ရတယ်လည်းရှိပါတယ်တရောင်းသားဆိုတာအချောင်ရလို့တောင်းစားနေတယ်လို့ခမရကထင်တယ်မှတ်လားမထင်နဲ့ဗျာသူ့မှာလည်းပညာရည်လေးတွေရှိတာလူတွေပေးရင်ကမ်းနေအောင်လုပ်ရတာအချိန်နေရအဲ့ဒါတွေကိုလည်းတွက်တက်ရသေးတယ်ကျုပ်တို့မှလည်းခေါင်းမလုပ်တယ်ဆိုတာအဲ့ဒီပညာရည်တွေအစုံကိုလောက်တက်ထားရတာနောက်ပြီးကလေးအငါးတွေအချိန်ပြီးပြန်မလာတာတွေငွေကြေးမရှင်းတာတွေကိုဖြည့်ရှင်းပေးရတာတွေရဲကကုတ်သွားတဲ့အခါလက်ရှင်းပေးရတာတွေနောက်နေကျော်လို့ဝိုင်းဆော့ခံလိုက်ရရင်စိုင်းရနေပိုင်းခေါင်းပေါင်းနဲ့သွားညှိရတာတွေစုံလို့ပလုံလို့ပဲအဲ့ဒါတွေနောက်ပိုင်းကျုပ်တခြားပြောပြမှာပါကျုပ်နမီလားနမရင်းကမောင်းလိုက်ပါဒါပေမဲ့ဒီလောကထဲမှာတော့ကျုပ်ကိုကဘာကြုံငွေလိုက်လို့လူတီများတယ်ဘာလို့လဲဟုတ်လားရုပ်ရှင်ရုံထဲမှာမိတ်ကပ်ထူပြုလုပ်ချက်တွေလုပ်ပေးခဲ့တဲ့အရက်ပုနဲ့ကဘာကြုံငွေလိုက်ကြီးကိုခင်ဗျားတို့သိရမလားကျုံလဲသူ့လိုပဲဒီလောကထဲမှာအထူးပြုလုပ်ချက်လေးတွေဖန်တီးပေးရမှာနာမည်ကြီးတို့မောင်လိုင်းကနေငွေလိုက်ဖြစ်လာတာပဲဒီလောက်ရှုပ်ထွေးပြီးနမိတ်ဆိုးတဲ့အလုပ်ကိုကျုပ်ဘာဖြစ်လို့လုပ်ဖြစ်တာလဲဟုတ်လားကျုပ်ပြောပြမယ်ဗျဒီလိုကျုပ်တိတဲ့စကလေးကအဖေကဘယ်သူမှမသိပါဘူးအဲ့ဒီတုန်းကကျုပ်တို့နေတာကခင်ဗျားတို့အခုဦးကောင်းစားလာတွေဝင်ပြီးဈေးဝယ်ထွက်ပျော်ပါနေကြတဲ့ Junction Square Center ဆိုတဲ့နေရာကြီးလေးရေတော့ရေရတယ်ဗျအဲ့ဒါကြီးကအရင်တော့ကကြံတော့နဲ့တော့ဆိုတဲ့တင်ញိုင်ကုန်းနေရာကြီးဗျကျုပ်တိတဲ့စားမှာကလေးကအဖေရင်းဆိုတာဘယ်သူမှမသိဘူးကျုပ်တိတာကအမေနဲ့ကျုပ်နဲ့နှစ်ယောက်တည်းအဲ့ဒီတင်ញိုင်သားကအကျူးကျော်ရက်ကွက်ကတဲလေးမှနေကြတာရက်ကွက်ကလူဆုံးပဲတကယ်အပေတွေများတယ်အဲ့ဒီတုန်းကအနူလို့လူတွေခေါ်ကြတဲ့အနာကြီးယောဂတွေလည်းပေါ်တယ်နောက်ဆုံးအချိန်အမေဖမ်းခံရတော့ကျုပ်တက်က17နှစ်လောက်ပဲရှိအောင်မယ်အမေလားကျွန်တော်တိတက်စကလေးကအမေကမကြာခဏအဖမ်းခံရလိုက်ပြန်လွတ်လိုက်ပါပဲအမေစီယောက်ျားတွေခဏလာတတ်ပါတယ်အဲ့ဒီအခါကျုပ်ကအိမ်မှာရှိရင်ရှောင်ပေးရတယ်
ဒီလောက်ဆိုခမရလဲသဘောပေါက်မှာပါဗျာဒေတော်ကြီးတော့လည်းမပြောရင်တော့ဘူးရှက်တာတဲ့ကိုဘွားကိုစိတ်နာလို့ကျုပ်10နှစ်သားလောက်ရောက်တော့အမေကအဲ့ဒီအလုပ်တွေမလုပ်တော့ဘူးဗျသူဘာတွေလုပ်လဲဆိုတော့ကျုပ်သိတော့တော့ဦးနာနေစီကဆရာကြီးကိုတဆင့်ယူပြီးပြပါတယ်ဆရာကြီးဆိုတာတော့စိတ်ကြောက်ကိုခေါ်တာပေါ့ဗျာနာနီဆိုတာနည်းနည်းတော့တညာရဲ့ဆုံကအိမ်ကြီးမှနေတာပါနာနီကအနာကြီးယောဂတဲ့ပါဒါပေမဲ့သူကတထေးအမေဖမ်းခံရတဲ့အခါတွေမှာနာနီကကျွန်တော်ကိုခဏဆောင်းလျှောက်ပေးတတ်ပါတယ်ဆောင်းလျှောက်ပေးတယ်ဆိုတာသူ့အိမ်ကိုခေါ်သူ့အိမ်ကအလုပ်တွေကုလူခိုင်းပြီးထမင်းခေါ်ကြည့်တာကိုပြောတာပါဒီတင်ကြတဲ့ဝက်မှာတော့နာနီကပြင်ပါပဲဒီတစ်ခါအဖမ်းခံရတော့အမေကျုပ်စီလုံးဝပြန်မရောက်လာတော့ပါဘူးနာနီတို့စုံစမ်းတော့အမေကထောင်ကလွတ်ပြီးပြန်မဲမလာတော့တယ်လို့ထောင်ထဲမှာပဲတည်သွားတယ်လို့ပေါ့အဲ့နောက်တော့ကျုပ်ကဦးနာနီရဲ့အရက်ချက်လုပ်ငန်းရဲ့ဖြတ်ချီရေးမှာကုလို့ရတယ်ဦးနာနီကတင်ကြတဲ့မှာသာနေတာလုပ်ငန်းမျိုးစုံရှိတယ်ဗျပြီးတော့သူ့မှာဒဆန်ကားလေးတစ်စီးလည်းရှိတယ်ကျုပ်အလုပ်ကတော့နေခင်းဘက်သူ့ချက်ရက်ဖို့မှာနည်းနည်းပါးပါးဝိုင်းကူညဘက်မြို့ထဲကအရက်ပုံးဆိုင်တွေစီသူ့ချက်ရက်တွေလိုက်ပို့တဲ့အခါကားနောက်ကလိုက်ပေးရတာပါပဲအဲ့ဒီတော့ကအရက်တွေကိုအခုလိုပလတ်စတစ်ကာလန်ဘုံးတွေပိုင်းနဲ့ထည့်တာမဟုတ်ဘူးဗျနွားသေးရင်နဲ့လှုပ်ထားတဲ့အကြီးတွေရှိတယ်ထိတ်မှာဘူးစို့အပိတ်နဲ့အဲ့ဒီအကြီးတွေတဲ့အရက်ကိုထည့်ပြီးကားပေါ်မှာတင်တယ်အပေါ်ကနေဂုံဒီအိတ်တွေခင်းတယ်ပြီးရင်ဦးနာနီကမောင်းကျုပ်ကနောက်ကထိုင်ပြီးအိတ်တွေမပွင့်အောင်ဂယူးဆိုင်ပေးရတယ်မြို့တွေကရက်ပုံးဆိုင်တွေရောက်ရင်သူတို့ကပုံးနဲ့လှည့်ယူကြတယ်အများအပြည့်စင်မလိုက်နဲ့ကြည့်မြင်နိုင်ကန်နာတဝိုက်ကရက်ပုံးဆိုင်တွေပေါ့နွားသေးအိတ်တွေကိုတုံးတာကပုံကြီးတွေထိုးထောင်နဲ့ဆိုပတ်တရောင်ရဲနဲ့တွေ့ပြဿနာတက်မှာဆိုလို့တဲ့ပြောတာပြောနေပါတယ်တကယ်တော့အဲ့ဒီတုန်းကရဲတွေကိုလည်းဦးနာနီကပိုင်တာပါပဲဦးနာနီပြီးတယ်ကျောက်ကဦးနာနီနဲ့အတူအနိကနေရလေသူ့အကြောင်းနေပိုသိရလေပဲအခုခေတ်မှာအနာကြီးယောဂတဲ့ဆိုခမရတို့ကနှာခေါင်းရှုံကြမယ်အဲ့ဒီတုန်းကဦးနာနီမှာမိမက3ယောက်လောက်ရှိတာဗျတိန်ထဲမှာပေါင်းတာနော်မိမတွေကသူ့လိုဘွားတူပါတယ်လို့တာမန်ဘာယောဂမှမရှိတဲ့မိမလည်းပါသေးတယ်ပတ်စံလေးဗျလူကຫນွေလူပါသေးငွေကချက်လူဆိုတဲ့အတန်လေးထွက်ရင်အေးဆေးပဲငွေရှင်းဆိုဦးနာနီလုပ်ငန်းတွေကအများသားဗျချက်ရက်ဖို့ရှိတယ်စိတ်ဓာတ်ရောင်းတယ်နံပါတ်4လေးရတယ်လာဝယ်တဲ့လူငယ်တွေကသူ့စီကဓာတ်ရက်ဝယ်ကြတာထက်တင်ញိုင်းတွေကသူ့လက်ခွဲတွေစီကတဆင်းဝယ်ကြရတယ်ပိုဆိုးတာကမနေနိုင်လို့တင်ញိုင်းတဲ့တွင်စိတ်ထိုးအပ်တဲ့ဖိုးကြွိုင်းတဲ့ကောင်တွေဆိုဦးနာနီအိမ်ကကောင်တွေကရိုက်လူတာရှိသေးတယ်ရသမျှဦးနာနီစီအဲ့ရတယ်အောင်မဦးနာနီအိမ်ကကောင်တွေဆိုလို့ကျုပ်လဲသူ့အိမ်ကကောင်တွေကတကောင်ပေါ့ဗျာကျုပ်လဲသူ့နောက်လိုက်ရင်ရှုပ်ကွင်နေဆိုလက်ရဲစရဲလောက်တက်လာတယ်ဦးနာနီရဲ့နောက်တဲ့အလုပ်တစ်ခုလည်းရှိသေးတယ်အဲ့ဒါကတော့တင်ញိုင်းနဲ့လာနေတဲ့အနာကြီးယောဂတဲ့တွေအခြားကိုလည်းမတန်တဲ့သူတွေတောင်းစားသူတွေကိုသူကအုပ်ချုပ်တာပဲပြဿနာအဆုံးဘလို့ဖြစ်လာရင်သူကရှင်းပေးတယ်ဆိုတာသူ့အိမ်ကနေတဲ့ကျုပ်တို့တစ်တိုက်ကိုသွားပြရှင်းခိုင်းတာပေါ့နောက်မှသိရတာအဲ့ဒီတောင်းစားတွေကသူတို့တောင်းရတဲ့အထက်ကနေဦးနာနီကိုနေ့စဉ်ရာခိုင်နှုန်းနဲ့ပေးရတဲ့အဓိကငွေကောက်ပေးတဲ့သူတွေကတော့ခေါင်းပေါင်းလို့ခေါ်တဲ့သူတွေသူတို့ကိုဦးနာနီကရတဲ့ငွေတွေတဲကပြန်ပေးတယ်ဗျအဲ့ဒါဟာကျုပ်တဲ့ဒီလုံကြီးစတွေ့တွေကားလာပဲဒီလုံကြီးနဲ့တင်မဟုတ်ဘူးကျုပ်ပထမဆုံးမိမနဲ့စတွေ့တာလေဒီကားလာပဲဦးနာနီစီမှာအလုပ်လုပ်ရတာ6နှစ်လောက်ကြာတော့ကျုပ်ကတော်တော်များများမှာဦးနာနီရဲ့အာကုရာခံရတယ်ငကိုကလူကမဲဗလာတော့ဦးနာနီအာကုနဲ့ရိုက်ခဲ့နှက်ခဲ့တဲ့ဇာကလည်းပါလာတော့ကျုပ်ဦးနာနီလွတ်ပြီးရှင်းခိုင်းတဲ့ပြဿနာတွေဆိုကျုပ်ပဲသွားရှင်းပေးရတယ်အများအပြည့်တင်ញိုင်းနဲ့နေတဲ့တရောင်းသားတွေပြဿနာဆိုရှင်းရတာကျုပ်ပဲကျုပ်ကလည်းသွားရှင်းပေးချင်နေတာလေဘာလို့လဲဆိုတော့အဲ့ဒီအုပ်စုထဲမှာကျုံနဲ့ကြိုက်နေတဲ့ကောင်မလေးရှိတယ်အေးဝေးနဲ့သူကမနူပါဘူးအကောင်းပါဒါပေမဲ့ခြေရီလက်တွေကိုတော့သူ့ဘာသာသူအနာဒီယောဂတဲ့လို့ဖြစ်အောင်လုပ်တတ်တယ်ကျုပ်ကလည်းပြောပြတဲ့အထူးပြုလုပ်ချက်တွေပေါ့ဗျာချဲရက်ဖို့ကပူလာတဲ့ထညက်ရဲ့အကြံတွေပါတယ်ယူပြီးအနာမှာရင်အောင်လဲသူကလုပ်တတ်တယ်ကျုပ်လည်းအဲ့ဒီပညာတွေသူ့စီကရတာသူနဲ့ညားတာပေါ့ဗျာကျုပ်တို့ညားတော့ကျုပ်စီကနာနီကရွှေဆွဲကျုပ်တစ်ချက်သားလက်ဖွဲ့တာနော်ကျေးဇူးကြီးတယ်ဗျကျုပ်ကနာနီကြီးစီမှာအလုပ်အကိုင်ကောင်းနေတော့နောက်ပိုင်းအေးဝင်းကိုလည်းအရင်လိုအပြင်ထွက်တောင်းစားတာပေးမလုပ်တော့ပါဘူးဒါပေမဲ့အေးဝင်းစီကိုသူ့လုပ်ဖို့ကိုင်ပတ်အပေါင်းအသင်းတွေကတော့ဝင်ထွက်နေတာပဲခြေထောက်မှာအနာကြီးတွေပုံစံဖြစ်အောင်ဒလက်ပြားနဲ့အဝတ်စုပ်ကိုခံစီအပေါ်ကရက်ချက်ထင်ညက်ရည်နည်းနည်းစွတ်ပတိစီယာတို့ဘာတို့ကိုကျုံမိမအေးဝင်းကကျွမ်းနေဗျ
နောက်ပိုင်းကျုပ်လည်းအဲ့ဒီလိုင်းမှာဆရာကြီးဖြစ်လာတယ်နှာနီကလည်းကျုပ်ကိုဒီဘက်လိုင်းမှာပဲခေါင်းဆောင်ခိုင်းတော့တာတူပြောရရင်ကျုပ်ကိုနှာနီကသူ့ကိုယ်စားခေါင်းမောင်းနေရလွှဲထားတယ်ပေါ့ဗျာဒီလိုနဲ့ကျုပ်တို့လင်မယားနှစ်ယောက်စီးပွားရေးအဆင်ပြေပါတယ်အဲ့ဒီခေတ်ကဘက်ထရီအိုးနဲ့ကြီးရတဲ့အဖြူမဲတီဗီလေးတစ်လုံးတော့ကျုပ်တို့ဝယ်နိုင်ကြတယ်ကျုပ်လို့လားအဲ့ဒီခေတ်တုန်းကအထိုင်သမားနဲ့လမ်းကြောင်းသမားခွဲထားတယ်အထိုင်သမားဆိုတာဖျားတွေရုပ်ရှင်ရုံတွေဂုံးကျော်စရာအောက်တွေပေါ့အထူးသဖြင့်ရုပ်ရှင်ရုံတစ်ဝိုက်ပေါ့တွင်စုထူးပံဘရင်အဲ့ဒီလိုကလာကားပြတဲ့ရုံတွေရှိမှာကဘသူတွေတမဒါတို့နေပြည်တော်တို့ရှိမှာကဘသူတွေအဲ့ဒီလိုပေါ့ဗျာလမ်းကြောင်းသမားဆိုတာကဘတ်စကားပေါ်တွေယထာပေါ်တွေမှာလှူရှားရတာပေါ့အဲ့ဒါကိုတော့ဘယ်ဘူရာစင်ကနေဘယ်ဘူရာအထိဘယ်မတ်တိုင်ကနေဘယ်မတ်တိုင်အထိကျုပ်ကတတ်မှတ်ပေးရတယ်ရန်ကုန်တစ်မျိုးလုံးတော့ပဲဟုတ်မလဲသူ့ပိုင်နဲ့သူ့ကောင်းမောင်းတွေလည်းရှိတာပေါ့အချင်းချင်းနားလည်မှုနဲ့ပဲနေကြတာဒါပေမဲ့တော်တော်များများကကျုပ်တို့ကြံတော်အုပ်စုနဲ့မလွတ်ကြပါဘူးအချိတ်ဆက်ရှိခဲ့ကြတာကြီးပဲအလောက်အခက်အပြောင်းလဲကခပြောင်းပြီဆိုရှိကြတာကြီးပဲဗျအရေးခင်းဖြစ်ပြီးတော့တင်ញိုင်းထဲမှာကတော်တော်အခြေအနေဆိုးတယ်ပေါ်တာတွေရဆွဲတဲ့ကာလမို့ကျုပ်တို့တရောင်းသားတွေခစ်ပြက်တဲ့ကာလပေါ့စစ်တပ်ကအကုန်ဆွဲတာအဲ့ဒီတော့ညာဘက်ကွင်တွေပြောက်ကုန်တယ်တချို့လဲပေါ်တာတဲ့ပါသွားတယ်ဖြစ်ချင်တော့နဝတအစိုးရတက်လာပြီးနောက်ပိုင်းတင်ញိုင်းထဲကအနာဒီယောဂတဲ့တွေကိုနေရာရှိဖို့စီမံကိန်းဆိုတာလာတယ်1992လောက်ထင်တယ်တင်ញိုင်းထဲနေတဲ့ကျုပ်တို့အကုန်လုံးတင်ញိုင်းထဲမှာနေခွင့်မရှိတော့ဘူးထောက်တန်းကိုပြောင်းရမယ်လို့ဆိုလာတယ်တင်ញိုင်းထဲအကုန်ရွာလေကြတာတရောင်းသားတွေစေးသမားတွေစေးရောင်းတဲ့လူတွေအရက်ပုံးချက်တဲ့ဖိုတွေအကုန်လုံးတက်တဲ့ကိုဝင်ဖမ်းပစ်တာဒါပေမဲ့ကျုပ်ကကန်ကောင်းတယ်ဗျအရင်ဦးနာနီစီကအရက်ပုံးတွေလိုက်ပို့တော့ကစင်မလိုက်ထဲကအရက်ပုံးဆိုင်ဖွင့်ထားတဲ့ဦးလေးတယောက်ကကျွန်တော်နဲ့အရန်ခင်းတယ်သူကထောက်တန်းကိုမလိုက်တော့ပဲစင်မလိုက်ဝတ်တဲ့ုံနာကသူ့တဲကိုဈေးသက်သက်လာနဲ့ငှားပေးမယ်လို့ပြောတယ်မိမနဲ့တိုင်ပင်ပြီးအဲ့ဒီကိုပြောင်းလာလိုက်တယ်စူတာဆောင်းထားတာလေးတွေပဲပါတာပေါ့ဗျာအဲ့ဒီတော့ကကလေးကလည်းတယောက်ရနေပြီအစင်ကလုံးဝမပြေဘူးမိမကတော့ကျုပ်ကိုနားလည်းပေးတယ်မျိုးထဲမှာသူအရင်လုံနေကြဟာလေးတွေလုံးမဆိုပြီးပြောတယ်ပထမတော့ကျုပ်ကလက်မခံဘူးကျုပ်ဝတ်တဲ့ုံမှာလုံးဖို့ပြောကြည့်တယ်ခက်ကလည်းပြက်ခါစားဆိုတော့အဲ့ဒီမှာလူတွေကစစ်ပြုံနေတယ်အစင်မပြေဘူးနောက်ဆုံးစားဝတ်နေကကြက်လာတယ်မိမပြောတာကိုကျုပ်လက်ခံလိုက်ရတာပေါ့ကျုပ်နဲ့ကျုပ်မိမမျိုးတဲ့ဘက်ကိုခြေဆန်းတယ်မိမကခလေးပွေပြီးရုပ်ရှင်ရုံတွေရှိလိုက်ထိုင်တယ်ရှင်းပြောရရင်တောင်းစားတာပေါ့ဗျာပတ်စံရကြတယ်ဗျကျုပ်ကတော့ခုံနားထိုင်ဒီနားထိုင်ပေါ့နောက်တော့ရုပ်ရှင်လက်မှတ်မှောင်ခိုလုပ်တဲ့လူတွေနဲ့ရင်းနှီးလာတယ်ရုပ်ရှင်လက်မှတ်မှောင်ခိုလုပ်တယ်ရုပ်ရှင်လက်မှတ်မှောင်ခိုကြတော့ကျုပ်တို့ကနောက်မှဝင်တိုးတာဆိုတော့တိတ်တော့အဆင်ပြေလိုက်ရတော့မဟုတ်ဘူးလက်မှတ်မှောင်ခိုဘောကတစ်နှစ်လောက်ကြာတယ်မိမကလည်းခလေးပွေပြီးထိုင်နေုံနဲ့တင်ဝင်ငွေကရနေတာကိုဗျနောက်တော့ကျန်တော်ထဲမှာတော့ကကျုပ်တို့နဲ့အတူတူလှုပ်လှုပ်ခဲ့တဲ့လူတွေတဖြည်းဖြည်းမျိုးထဲပြန်တွေ့လာရတယ်ဘသူတွေကမှတော့တောင်းစားတဲ့သူတွေပေါ့ဗျာမှန်ပြောရရင်သူတို့နဲ့ကျုပ်ပြန်ချိတ်ဆက်လုပ်လို့ရလာပြီသူတို့ကလည်းကျုပ်ကိုအားကိုးကြတယ်ကျုပ်ကလည်းလက်မမခုလို့ရင်ရဲတွေစီးပင်နေနဲ့အဝင်ထွက်ရှိတာကိုဒီလောကထဲတစ်ခေါက်ပြန်ရောပေါ့တကယ်တော့ကျုပ်ကနှာနီနေရပြန်လိုက်ရတဲ့သဘောနှာနီလားထောက်တန်းရောက်တယ်ထောက်တန်းကနေတစင်ဟိုလှဲကူဘက်ကမယန်းเจ้าဘက်ကိုထပ်ပုတ်ခံလိုက်ရတယ်မိသားစုလိုက်အပုတ်ခံရတယ်အဲ့ဒီမှာပဲငှက်ဖျားမိပြီးဆုံးနေကြရတာပဲဒီတစ်ခါကျုပ်တို့လုပ်ငန်းပြန်ဖြစ်လာတော့အရင်ကတည်းလက်စကိုပြရတယ်ကျန်တော့ကကျုပ်တို့တွေကုလိုပေးရတဲ့တင်လင်းနဲ့ပြန်တွေ့တယ်ကြောက်တရားကနေရှေတကုံတီကျုံတဲ့တင်လင်းနဲ့ကန်ကြတယ်15ရက်လောက်ကိုစီမံပေးရတယ်ဟာလက်ရဲစရဲရှိရတယ်ဗျမလွယ်ဘူးတချို့နာနီလက်ထက်တွေကလောက်တဲ့လူတွေကသဘောပေါက်ကြတယ်တချို့ကဒီလိုင်းနဲ့အသက်ဝင်လာကြတာပြဿနာတွေတပုံကြီးပဲအနူရောအကျမ်းမှာအစုံနဲ့ရှင်းရတာဆိုင်ရာနာမည်ကလူမိုက်တွေနဲ့ပေါင်းရသင်ရတာပေါ့နောက်ပိုင်းအဆင်ပြေလာတော့ကျုံမိမအေးဝင်းကတောင်းတဲ့သူတွေကိုအရင်လိုဒဏ်ရာအတုလုပ်ပေးတာတွေပါပြီးပြန်လုပ်တယ်ကျုပ်တို့စင်ပလိုက်ကနေလှိုင်းသားရကိုပြောင်းပြတယ်ဒီကြားတဲ့လူရိုက်မှုနဲ့ကျုပ်ဖမ်းခံရသေးတယ်ဒီလိုပါပဲတောင်းတဲ့သူအချင်းချင်းနေကြော်ရဲဆိုပြီးညီးရကနေခေါင်းမောင်းချင်းမှညီးကြတာကျုံနဲ့တင်လင်းနဲ့ဝိုင်းရိုက်လိုက်တာဖြစ်တာကလည်းအဲ့ဒီတုန်းကနံပါတ်ကြီးတဲ့အလုံးစိုးမြတ်ကြီးတို့ဂွင်ထဲမှာဖြစ်ပြီးချင်းကိုစိုးမြတ်ကြီးစီကဲရတာပေါ့စိုးမြတ်ကြီးကစင်မလိုက်ဝတ်တဲ့ုံနာနေကြတဲ့ကလူမိုက်အေးရမိတ်ဆက်ပေးလို့ကျုံနဲ့တည်တယ်လူမိုက်အေးရဆိုတာကျုပ်တို့တင်ញိုင်းထောက်ပါပဲငယ်တငယ်ချင်းတွေပေါ့
စိုးမြက်ကိုလည်းအေးရပဲမိတ်ဆက်ပေးခဲ့တာပါကိုစိုးမြက်ကကူညီပါတယ်သူကရဲစခန်းတို့တရားရုံးတို့ဆိုတိတ်ပိုင်တာကိုနှစ်ယောက်တည်းကတယောက်ပဲထောင်ချခံလိုက်ပေါ့ကျုပ်ပဲထောင်ချခံလိုက်ပါတယ်တင်နေကကလေး9ယောက်လောက်နဲ့အဆင်မပြေဘူးလေထောင်တစ်နှစ်လောက်ကြာတယ်ကျုပ်ပြန်ထွက်လာတော့လုပ်ငန်းတွေကတော်တော်လဲပတ်နေပြီကျုပ်ထောင်ချနေတဲ့အချိန်တင်လင်းကလည်းကျုပ်မိသားစုကိုကူညီပေးထားတယ်အောင်မဲနောက်ပိုင်းကလေး9ပြီးတောင်းတာတို့ဘာလို့တော့ဖြစ်နေတာလှိုင်းသာမျိုးသစ်ကတဲကစားအားလုံးကစီးပွားရေးကြက်တဲ့ကြတယ်ဒီတော့မိဘတွေကကလေးတွေကိုမျိုးရဲတရက်ဘလောက်ဆိုပြီးငါးထည့်ပေးလိုက်တာမျိုးလည်းရှိတယ်ကလေးလေးတွေပွေပြီးတောင်းကြတာလေတချို့လည်းကိုကလေးနဲ့ကိုတောင်းကြတာပါကလေးအငှားကိစ္စကြကျတို့ပဲအာမခံပေးရတယ်ငွေပေးငွေယူကအစဂျားကစီမံပေးရတာပေါ့နောက်ပိုင်းမိမကကလေး3ယောက်ရလာတယ်ကျုပ်ကသူ့လှုပ်ပေးနေကြဒဏ်ရာတုတွေလှုပ်တာဂျိုင်းတောက်တွေငှားတာကလေးငှားတာတွေကိုပါလှုပ်ပေးရတယ်ကျုပ်အောင်မှာလူငယ်လေးတွေလည်း9ယောက်လောက်ရလာတယ်ခေါင်းမောင်းတွေတော်တော်များများကနောက်ပေါက်တွေကျုပ်ကကျန်တော်နာနေခေတ်ကတည်းကဝါရွတ်စီတော့ဒီလောကလူတွေတော်တော်များများကြားမှာဩဇာတစ်ခုတော့ရှိတာပေါ့ခွက်လောကမှာငွေလိုက်ဆုံးမိသေးတဲ့အဆင့်ထိဖြစ်လာတယ်ခွက်လောကဆိုတာကတောင်းတဲ့လူတွေလောကကိုပြောတာပါလူသစ်တွေလည်းမနဲ့တိုးလာတယ်လိုင်းသားရကလည်းတေကာစားခစ်ဆိုတော့လူတွေကဆင်းရဲကြတယ်ဒီလောကထဲလူသစ်တွေအရန်တိုးတာဒီနေရာမှာကျုပ်စကကြီးစကကြီးပြောတာတော့မဟုတ်ဘူးမျိုးနဲ့၄ခုလောက်မှာတောင်းရစားတဲ့လူ90လောက်ကိုစီမံခန့်ခွဲရတာမလွယ်ဘူးဗျလမ်းကြောင်းတွေအထိုင်တွေကပိုရှုပ်လာတယ်ဒီလောကမှာကျုံနှစ်ပေါင်း20ကျော်ကြာခဲ့တယ်ကျုံနဲ့ကျုံမိန်းမဒီလုံးနဲ့ပဲကလေးတွေကိုပြုစုခဲ့ကြတာသမီးကြီးကမြောက်ရီမှာအခုခေါက်ဆွဲဆိုင်လေးဖွင့်ထားတယ်တားကမလေးရှားရောက်နေပြီလှိုင်းသားရမှာအိမ်ဝိုင်းကလေးဝင်နိုင်တယ်နောက်ဆုံးဒီအလုပ်ကိုစက်မလုပ်ဖြစ်တာကတောင်းရတဲ့ပုံစံတွေပြောင်းလာတာလည်းပါတယ်အနာတွေပြတနာကြပါခက်ကကုန်ခဲ့ပြီအခုကတနက်ပြပြလေးဝက်တနခါလေးဖောင်အောင်လင်းစာရွက်လေးပေါ်မှာကွန်ပျူတာစာစီပြီးလိုက်ဝေတယ်ပြီးတော့ပတ်စံလိုက်သိမ်းတယ်ကဲဘလောက်အဆင့်မြင့်လာတယ်လဲစကားတော့တစ်လုံးမှပြောရမလို့အဲစာရွက်ပေါ်မှာတော့ဇလန်းလေးတွေရေးရဆင်ရတာပေါ့နောက်ပိုင်းအဲ့ဒီကလေးတွေကိုလည်းခေါင်းမောင်းတွေသူ့ဟာသူရှိကြပါတယ်ကျုပ်ကတော့နှစ်ပေါင်းများစွာဒီအလုပ်ကိုစွန့်လွတ်လိုက်တာအခုဆို9နှစ်လောက်ရှိပြီငွေလိုက်ကြီးခေါင်းမောင်းချွတ်လိုက်ပြီပေါ့ဗျာကျင်းနေပါတယ်ကျုပ်သားသမီးတွေလက်ထက်မှာကျုပ်တို့လိုအလုပ်တွေနဲ့မလုပ်ခဲ့ရလို့ပဲကိုမျိုးဆက်လေးတန်သွားရင်ပဲကျုပ်ကျင်းနေပါတယ်ဗျာကိုငယ်ဘွားကကျန်တော့တင်ချိုင်းကုန်းတွေကစခဲ့ပြီလမ်းပေါ်ကလူတွေကြားဖြန်ကြခဲ့ရတာမဟုတ်လားကဲကျုပ်လည်းမောပြီဗျာခမရတို့အထင်သေးချင်းသေးအထင်ကြီးချင်းကြီးကျုပ်တော့တိတ်အာရုံမထားပါဘူးအခုချိန်မှာဒါတွေလည်းမလိုတော့ပါဘူးဖះလောင်းတော့မတင်ကတရောင်းသားဘွားရောက်ခဲ့သေးတာပဲကျုပ်တို့လည်းဘွားကပေးတဲ့နေရာနေရတာပဲမဟုတ်လားအခုတော့ဒါတွေကတိတ်ရင်မကြည့်ပါဘူးကျုပ်လည်းတားနဲ့သမီးပိုးတဲ့ငွေလေးနဲ့ဘာသာရေးလေးပါလေးလောက်အေးအေးဆေးဆေးပဲနေတော့တယ်ငွေလိုင်းကြီးခေါင်းမောက်ကျွတ်သွားပြီပေါ့ဗျာနော်ခမည်းရေးမဲ့ကျုပ်အကြောင်းကိုနာမည်ဘယ်လိုပေးရမလဲဟုတ်လားဖြေရလေဗျာစာရေးဆရာကကျုပ်လိုစာမတက်ပါမတက်ကောင်ကိုပြန်မေးရတယ်လို့အေးဗျာရှင်းရှင်းလေးပါပဲငွေလိုက်ဆိုတဲ့တရောင်းသားခေါင်းမောင်းကြီးရဲ့မှတ်တမ်းမို့လို့ခေါင်းမောင်းမှတ်တမ်းလို့သာပေးလိုက်ဗျာခေါင်းမောင်းမှတ်တမ်းကဲမမိုက်ဘူးလားကိုဆရာ